တဲ့မောဟကိုပြောင်းလဲပေးမယ့်အရာဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုမိကွန်းတစ်ခုလောက်မေးချင်ပါတယ်မိတ်ဆွေရဲ့ဘဝကလွန်ခဲ့တဲ့3နှစ်ကထက်ပိုပြီးတော့တိုးတက်လာပြီလားပိုကောင်းတဲ့အတွေးခေါ်တွေရှိလာပြီလားပိုကောင်းတဲ့ဝင်ငွေတွေရလာပြီလားအကယ်၍အဲ့ဒီလိုမှမဟုတ်သေးဘူးဆိုရင်အကြောင်းရင်းကမိတ်ဆွေထင်ထားသလိုငွေလည်းမဟုတ်ဘူးကံတရားလည်းမဟုတ်ဘူးတခါတလေမှာမိတ်ဆွေနေ့တိုင်းပေါင်းသိနေတဲ့လူတွေပဲဖြစ်နိုင်ပါတယ်တဲ့နပိုလီယန်ဟေးက Think and Grow Rich စာအုပ်ထဲမှာအခုလိုမျိုးပြောထားပါတယ် Mastermind ဟာအဓိကအောင်မြင်မှုရဲ့တောချက်တွေကတစ်ခုဖြစ်ပါတယ်တဲ့ Mastermind ဆိုတာကိုယ့်ထက်အတွေးခေါ်ပိုကောင်းတဲ့သူတွေကိုယ့်ရဲ့ရည်မှန်းချက်ကိုအားပေးမဲ့သူတွေဘဝမှာအတူတူကြီးထွားအောင်မြင်နေတဲ့သူတွေနဲ့ဝန်းရံထားတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်တကယ်တော့မိတ်ဆွေဘဝကိုပြောင်းလဲပေးနိုင်တဲ့အရာတွေထဲမှာမိတ်ဆွေနေ့တိုင်းတွေ့နေတဲ့လူတွေကအရေးအကြီးဆုံးပဲဖြစ်ပါတယ်တဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့အတွေးခေါ်တွေအယူအဆတွေအလေးထားတွေစံနှုန်းတွေကတဖြည်းဖြည်းနဲ့မိတ်ဆွေရဲ့ဘဝတွေကိုကူးဆက်လာတတ်လို့ပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကအောင်မြင်ခြင်းတဲ့သူတွေနဲ့ပေါင်းရင်မိတ်ဆွေမှလည်းအောင်မြင်ခြင်းစိတ်တွေဖြစ်လာပါမယ်စီးပွားရေးဆွေးနွေးနေတဲ့သူတွေနဲ့ပေါင်းရင်မိတ်ဆွေလည်းပဲစီးပွားရေးအခွင့်အလမ်းတွေမြင်လာမှာဖြစ်ပါတယ်ရည်မှန်းချက်ကြီးမားသူတွေနဲ့ပေါင်းရင်မိတ်ဆွေရဲ့ရည်မှန်းချက်တွေဟာလည်းပုံမကြီးမားလာမှာဖြစ်ပါတယ်ဒါပေမဲ့နေ့တိုင်းအပြစ်ပဲတင်းနေတဲ့သူတွေအပြစ်ပြောနေတဲ့သူတွေအရာရာကိုဟုတ်လားအကြောင်းပြချက်ပဲပေးနေတဲ့သူတွေတခြားတစ်ပါးသူရဲ့အိမ်မက်ရည်မှန်းချက်ကိုလှောင်ပြောင်နေတဲ့သူတွေရဲ့ကြားမှာပဲနေရင်တော့မိတ်ဆွေရဲ့အနာဂတ်ဟာလည်းအဲ့ဒီပတ်ဝန်းကျင်ရဲ့ပုံစံအတိုင်းဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်တဲ့ဒါကြောင့်ဒီနေ့ကစပြီးကိုပြန်မေးကြည့်ပါငါရဲ့နဘေးမှာငါ့ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ပံ့ပိုးပေးမဲ့ကူညီပေးမဲ့လူတွေနဲ့ဝန်းရံထားသလားဘာလို့လဲဆိုတော့ဘဝမှာတစ်ယောက်ထေးသွားရင်ခရီးမြန်မြန်ရောက်ကောင်းရောက်နိုင်ပါတယ်ဒါပေမဲ့ပိုပြီးကြီးမားတဲ့ပိုပြီးဝေးတဲ့ခီးကိုတွားဖို့ဆိုရင်တော့မှန်ကန်တဲ့လူတွေနဲ့ကိုယ့်ရဲ့နဘေးမှာဝန်းရံထားဖို့လိုအပ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့ဘဝမှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဆိုရင်မိတ်ဆွေဘဝအောင်မြင်တိုးတက်ဖို့အတွက်အသိပညာအပြင်လမ်းပြပေးနိုင်တဲ့သူအတတ်ပညာအပြင်ကူညီပေးနိုင်တဲ့သူတွေနဲ့ဝန်းရံထားဖို့လိုပါတယ်။ဒီဗီဒီယိုကမိတ်ဆွေအတွက်အတွေးသည့်အမြင်သစ်တစ်ခုပေးနိုင်ခဲ့ရင် share လုပ်ပေးခဲ့ပါကျွန်တော်ကောင်းဆက်လူပါဘဝမှာထူးချွန်အောင်မြင်သူများဖြစ်ကြပါစေခင်ဗျာ။